လိုင်းပေါင်းနဲ့ဖာမကောင်းနဲ့အရန်ကြိုက်တဲ့စကားလေးရှိတယ်တထေးဟာစင်ရဲသားလိုနေတတ်ရင်လွယ်လွယ်နဲ့မစင်ရဲနိုင်သလိုစင်ရဲသားကတထေးလိုနေရင်တော့ချမ်းသာဖို့ခရင်သွားနိုင်တယ်ဘဝမှာလူအထင်ကြီးဖို့မလိုပါဘူးအမှန်တကယ်အထိုင်ကျဖို့ပဲလိုပါတယ်ချမ်းသာတဲ့သူတရားမဖြစ်သေးဘူးဆိုရင်အရန်ကြီးမလိုအပ်တဲ့ဈေးကြီးတဲ့အသုံးဆောင်တွေကိုရှောင်ပါပတ်စံတွေအများကြီးရှာနိုင်ရင်တောင်ချွေတာဆူဆောင်ခြင်းမရှိပြန်ရင်လည်းပလိုင်းပေါင်းနဲ့ဖကောက်တယ်လို့ဖြစ်ပြီးမကြည်ပွားနိုင်တော့ဘူးလူကြီးသူမတွေပြောတတ်ကြတဲ့ရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဖြစ်တတ်တယ်ပတ်စံရှိတဲ့အခါဘာမှမစင်စားတော့ပဲဝယ်ခြင်းရဝယ်သုံးခြင်းရသုံးလုံးမဲဆိုရင်အရေးအကြောင်းမဖြစ်မနေလိုလာတဲ့အခါလက်ထဲမှာလည်းမရှိရှာလို့ကလည်းမလွယ်ဈေးနဲ့ချက်တဲ့အခြေအနေမျိုးကိုရောက်ရှိသွားတတ်တယ်မရှိခင်မှာချွေတာပါရှိလာတဲ့အခါကျရင်လည်းစီကံရှိပါအရာရာကိုစီးနဲ့ကန်းနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်အရန်ကြီးမချမ်းသာရင်တောင်မှပတ်စံကြောင့်အခက်အခဲမဖြစ်နိုင်တော့ဘူးပေါ့